ဘာလို့ငါချန်တွေကိုခိုးဝင်လာရတာလဲမင်းဘာတူလဲဘာလို့ငါချန်တွေကိုခိုးဝင်လာရတာလဲတုတ်ပေါ်လေးပြောစရာစကားပြောင်းနေတော့တယ်ကျွန်တော်လမ်းမပြီးတော့ရောက်လာတာပါဘာမှလမ်းမပြီးရောက်လာစရာအကြောင်းမရှိဘူးမင်းငါနန်းနန်းမင်းတွေကိုလာခိုးတာမဟုတ်ပါဘူးကျွန်တော်မခိုးပါဘူးမင်းနောက်ကလက်ကိုရှေ့ထုတ်လိုက်စမ်းတုတ်ပေါ်လေးနန်းနန်းမင်းမင်းသမီးလေးကိုဘောင်းမီဖင်းထောင်နဲ့ထည့်လိုက်တာတုတ်ပေါ်ကနန်းနန်းဘက်ကိုရှေ့ထုတ်လိုက်တယ်လက်ထဲမှာနန်းနန်းမင်းမဲ့ဆင်းရောင်လေးတွေကတ်နေရမြင်တော့ကျောင်းမိတဲ့ရတရက်မှာတော့ဖိုးထူးတို့တည်းရွာတွေကမုံငါဆိုင်ကိုထွက်လာကြတယ်။မုံငါဆိုင်ကိုရောက်တော့တုတ်ဘောကအရှိမုံငါလေးဝဲပေးပါပြု။ဟိုတပွဲကနည်းနည်းလေးရှောင်းမယ်နော်ရှိ။ဒါနဲ့မုံငါဆိုင်ရှေ့မှာပြီးတော့လေးဝဲလုံးမှာနည်းနည်းလေးနေထည့်မိသွားတယ်။ဟာအရှိတပွဲကနည်းနည်းလေးမထည့်ဘူးကြောင်း။ဒီတိုင်းမစားလိုက်ပါတပွဲကတခါတလေပဲဟာ။အကြီးလေးပွဲပြရတာများတော့မှားတာနေမှာပေါ့ကွာ။ဟာငါမှမကြိုက်တာကွာ။ပြောဆူဆူနဲ့တုတ်ပေါ်လေးမုံငါးလေးကနန်းနန်းမင်းဖက်တီကိုမြေကြီးပေါ်ပြစ်ချနေရော်။စားကြရီကိုမြေကြီးပေါ်ပြစ်ချမကောင်းဘူးတုတ်ပေါ်ကပြီးငါးပကံလေးကိုထည့်လိုက်။စောစောကပြောဖို့မိဝိုင်းရဒါလိုလုံးမှာပဲမဟုတ်ရင်လေဒီကောင်ဖယ်နေရနဲ့ဒီနေ့စားရမှာမဟုတ်ဘူး။တုတ်ပေါ်လေးကြံနေသေးတဲ့ပကံလေးကနန်းနန်းမင်းဖက်တီကိုမိဝိုင်းမပကံလေးထည့်ပြလိုက်တော့လား။ငါတို့ကကလေးမကြိုက်တဲ့အစားအစာလေးရှိသေးတာလေ။မင်းကဘာလို့နည်းနည်းမကြိုက်တာလဲတုတ်ဘောကမင်းကနည်းနည်းမကြိုက်တယ်ပေါ့ကြိုက်တယ်လည်းမဟုတ်ဘူးလေကွာပါလာရင်တော့ဖဲမနေတော့စားလိုက်တာမို့ကွာငါကြိုက်ကိုမကြိုက်တာစားဖို့မပြောနဲ့ဘာလို့လဲမင်းနည်းနည်းမင်းတည်းရဲ့အချောက်ခံရမှုလို့လားဘာလဲကွာနည်းနည်းမင်းတည်းရဲ့ဆိုတာငါမရမဆစမ်းပါနဲ့မနဲ့စောစီမဟုတ်တာရှောက်ပြောနေပြန်ပြီဟာတကယ်ပြောတာကွာရှောက်ပြောတာမဟုတ်ဘူးနည်းနည်းမင်းတည်းရဲ့ဆိုတာအရန်ကြောက်စရာကောင်းတာကွာဘလို့မျိုးမလို့လဲသူကြောက်ပြီဆိုရင်နော်ဘာစားပါစက်ထဲမှာလည်းနန်းနန်းမင်းရတာပဲရတယ်လက်ကောင်းထဲမှာလည်းလေဟိုနန်းနန်းမင်းအနက်နေရတယ်အဲ့လိုမျိုးကြောက်တာငါပင်ရဲ့စမနေပါနဲ့ကွာမပြောပါနဲ့တော့ဟာငါတို့ဘက်ကလေးကမှမကြိုက်တာပတ်စံရှင်းပြီလို့ပြန်မယ်ထမှာတုတ်ပေါ်ခြေတော့ကခုနကသူပြစ်ချထားတဲ့နန်းနန်းမင်းဖက်တီကိုတက်နေမိသွားတာဟာနန်းနန်းမင်းဖက်ကြီးတုတ်ပေါ်လေးခြေတော့ကနန်းနန်းမင်းဖက်ကိုဖယ်လိုက်တယ်မင်းလေညကြရင်တော့နန်းနန်းမေသေးရဲ့အချောက်ခံရတော့မှာပဲဟာငါပင်ရဘာလို့ရှောက်ပြောနေရလဲကွမင်းတို့မကြောက်ဘူးလားထမင်းစိတ်တက်နေပြီထမင်းစိတ်တစ်စီကြောက်တယ်လေ